စင်ရင်နွမ်းပါလုံးလုံးဝိုင်းလေးမှာနေရတဲ့ဘဝကနေ Miss Grand မြန်မာ2025ဖြစ်လာခဲ့တဲ့အလှမယ် JK Sophia စင်ရင်နွမ်းပါလို့ဝိုင်းလေးမှာနေရပေမဲ့ဇွဲမလျှော့ပဲစူးစမ်းမှုရဲ့ရလဒ်ကြောင့်နိုင်ငံကျော် Miss ဖြစ်လာတဲ့အလှမယ်ကတော့ JK Sophia ဖြစ်ပါတယ်။အလှမယ် JK Sophia ဟာအခုဆိုရင် Miss Grand မြန်မာ2025တက်ရဖို့ဆုရှင်ဖြစ်လာပါပြီ။ဒီမတိုင်ခင်ကတော့အလှမယ် JK Sophia ကနန်ခမ်းမြို့မှာဝိုင်းလေးနဲ့နေခဲ့ရတယ်လို့ဆိုပါတယ်။ JK Sophia ကဒီလိုမျိုးဝိုင်းအိမ်လေးနဲ့နေခဲ့ရပေမဲ့ Miss တယောက်အဖြစ်နဲ့နိုင်ငံကုန်ကိုစောင့်ကျဉ်လို့ဝိုင်းအိမ်မှာတောက်နဲ့တောက်ဖက်နဲ့မညက်အောင်လေ့ကျင့်ခဲ့ရတယ်လို့ဆိုပါတယ်။ဒါကလည်းသူမကိုခက်ရောညံ့နေဆိုပြီးတော့ဝေဖန်မှုတွေအကြောင်းပါအစောပိုင်းမှာတော့အလှမယ် JK Sophia ကအတန်ကောင်းပြီးတော့တချင်းဆိုကောင်းတာကြောင့်မြန်မာစတာတချင်းဆိုပြိုင်ပွဲမှာဝင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ JK Sophia ကမရန်ဆိုင်တော်ကျင်းပါတယ်။ Miss Grand မြန်မာအလှမယ်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။အားလုံးသိကြတဲ့အတိုင်းမနေ့ကအထူးအလွင်တဲဆုငိမ့်နဲ့ MGN ဥက္ကဋ္ဌနဲ့ဝက်တို့ကြားမှာဖြစ်ပျက်ခဲ့တဲ့ပြဿနာတွေကြောင့်လူတွေက Miss Grand ကိုတပိတ်မောက်တယ်ဆိုပြီးတော့ပြောကြပါတယ်။ဒီလိုမျိုးလူတွေတပိတ်မောက်ထားတဲ့ Miss Grand ပြိုင်ပွဲကိုတောင် JK Sophia ကလူစိတ်ဝင်စားအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။အထူးသဖြင့်တော့ JK Sophia ရဲ့အားပါပြင်းထန်လာတဲ့အတန်စစ်စရာကောင်းသွက်လက်တဲ့ပုံစံညံကောင်းပြီးတော့အင်္ဂလိပ်ဘာသာစကားကိုကျွမ်းကျင်စွာပြောဆိုနိုင်နေဆိုတဲ့အချက်တွေက JK Sophia ကိုပရိသတ်တွေကချစ်ခင်အားပေးကြတဲ့အချက်ဖြစ်ပါတယ်။ JK Sophia ကမကြခင်မှာပဲကျင်းပတော့မယ့် MGN ပြိုင်ပွဲမှာမြန်မာနိုင်ငံအတွက် placement ကောင်းကောင်းယူသွားပေးနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်ရှင်။